ဘာလို့ဩဇာဘယ်မှမရှင်းနိုင်ဘူးလေကိုယ်လည်းပြောမြန်မာကျွန်တော်တို့တပ်တော်တွေကဘယ်စစ်ကောင်းဆောင်နဲ့ဘယ်သူမှဒေါ်စုမှရှိနေတဲ့ charismatic ပေါ့ leadership လို့ခေါ်တဲ့အားလုံးပေါ်မှာကြီးညိုလေးစားသောပုံကိုကဒေါ်စုရလည်းလို့မြန်မာပြည်မှာဘယ်မှမရှိဘူးသူ့မုန်းတဲ့သူပဲရှိတာပေါ့လေနော်ဟာကျွန်တော်ဒါလည်းထဲမတွက်နဲ့ဘာကြောင့်လဲဆိုတော့နိုင်ငံရေးအပြည့်လုပ်ပြီးဆိုရင်ချစ်ပြီးမုန်းရှိကြမှာပဲအဲ့မဲ့ဒေါ်အောင်ဆန်းစုကြည်ရဲ့ဒီပါဝါကိုတော့ရှင်နိုင်တဲ့မြန်မာနိုင်ငံမှာလူပုဂ္ဂိုလ်လည်းမရှိပါဘူးမရှိတဲ့အတွက်ကြောင့်မို့လို့နိုင်ငံကိုတကယ်ကောင်းစေချင်တော့ဒေါ်အောင်ဆန်းစုကြည်နဲ့အတူညှိနှိုင်းဆောင်ရွက်ပြီးတော့အလုပ်လုပ်ကြလိမ့်မယ်အဲ့မဲ့နိုင်ငံတကယ်တမ်းပေါ့ဗျာနော်ငါလင်ငါထိုးငါလက်ရနဲ့ပဲဟိဆိုလို့ရှိရင်တော့ဒေါ်အောင်ဆန်းစုကြည်အခန်းကဏ္ဍမပါတော့ဘူးပေါ့ခင်ဗျားတို့ရွေးကောက်ပွဲကျင်းပတော့ရွေးကောက်ပွဲကိုမြင်နေတယ်အဲ့တော့ခင်ဗျားတို့အားလုံးလုံခြုံရေးပေးဖို့အတွက်ခင်ဗျားတို့မြင်နေတယ်ဟုတ်ဒီတိုင်းမဲ့တော့ခင်ဗျားတို့ကတော့လုံခြုံရေးကိုမြင်နေတာခင်ဗျားတို့ပေးမဲ့လုံခြုံရေးကဘယ်မှာသွားပေးနေလဲလို့ကျွန်တော်တို့ကမေးရတာမှာလုံခြုံရေးတွေအထက်ထက်နဲ့နေပြည်တော်မှာပလီဆောက်ဖို့အတွက်ဦးမင်းအွန်လိုင်းကလုံခြုံရေးနဲ့ခွင့်လွှတ်ထားတာဗျကဲကြားလိုက်တိုင်းပဲအဲ့တော့အဲ့ဒါနဲ့ပတ်သက်ပြီးတော့ကျွန်တော်အဓိကပြောမယ်နော်ဒီအခုလက်ရှိပထမအဆုံးပိုင်းနေတယ်ပေါ့နေပြည်တော်ဘောဂတီကာကြီးကွင်းနားမှာတဲ့နော်သစ်စိန်ပေရွာထိပ်မှာဗလီဆောက်မှာသိကြပဲအဲ့ဒီဗလီဆောက်မှာကဧက9ဧကပေါ့အဲ့ဒီမြေကလည်းအဲ့ဒီရွာသားတွေရဲ့စိုက်ပျိုးမြေတွေဖြစ်တယ်အဲ့ဒီဗလီဆောက်မဲ့နေရာကိုလည်းအခုဆိုရှင်လုံခြုံရေးတွေအထက်ထက်နဲ့တည်တည်ချာချာပဲထားတယ်အဲ့တော့ခင်ဗျားတို့ကသာလုံခြုံရေးပေးနိုင်မှာပေးချင်ပေးနိုင်ချင်မှာပေးနိုင်လိမ့်မယ်ဒါပေမဲ့ခင်ဗျားတို့ရဲ့ဘဘကြီးပေါ့ကျွန်တော်တို့အားလုံးရဲ့ဘဘကြီးကတော့လုံခြုံရေးကိုဗလီဆောက်မဲ့နေရာမှာသွားပေးထားပါပြီဒါပေမဲ့တော့ဦးမင်းအောင်နိုင်လုပ်ပုံတွေကလောကုတ်လေးများချော်နေသလားလို့ဖားတာအဲ့လိုမျိုးကျွန်တော်ကပြောတဲ့ခါမှာကျွန်တော်ခင်ဗျားတို့အမျိုးသားရေးတို့မဘာသာတို့နော်အမျိုးသားရေးပါဆိုပြီးတော့အော်နေတဲ့သူတွေကျွန်တော်ဗာပြောတဲ့ဆိုတော့ကျွန်တော်ဆွဆွဲတယ်ကျွန်တော်ဟာဘင်္ဂါလီပါတဲ့နော်ကျွန်တော်ဟာမွတ်စလင်ဘာသာဝင်ပါတဲ့ဟုတ်လားအခုလက်ရှိခင်ဗျားတို့ဆွဆွဲတာကိုတကယ်တမ်းလုပ်နေတာကခင်ဗျားတို့ရဲ့ဘဘကြီးဦးမင်းအောင်လိုင်းကိုယ်တိုင်ကနော်နေပြီးတော့ပြည်မနာမှာကိုးကွယ်စရာဗလီတွေရှိပါတယ်နော်ဒါပေမဲ့လောကုတ်ချော်ပြီးတော့နိုင်ငံတော်အစ်စ်9ဧကဗလီနှလုံးတော်စောက်ခွင့်ပေးမှာဗလီတော်မှာရိုးတဲ့ဗလီမဟုတ်ဘူးနော်ဆိုနီဗလီနဲ့ရှီယာဗလီပေါ့နော်ခင်ဗျားတို့မျိုးသားရေးသမားဒါမျိုးကြတော့ခင်ဗျားတို့ပါဇက်တွေပိတ်နေကြတယ်နော်ကျွန်တော်အမှမွတ်စလင်ပါဆိုပြီးတော့ဆွဆွဲဆိုနေတဲ့သူတွေခင်ဗျားတို့ပါဇက်တွေအခုချိန်မှာဘာလုပ်နေကြလဲနော်ဒီကိစ္စဒေါအောင်ဆန်းစုကြည်လုပ်လေဒေါအောင်ဆန်းစုကြည်ကိုခင်ဗျားတို့ကကလမပြောမယ်အားသိမလားဒေါ်စုကြည်လုပ်ရင်ခင်ဗျားတို့ဒေါ်စုကြည်က OIC ရဲ့ထောက်ခံစားတွေပေးစာကမ်းစာတွေယူထားတယ်ဒေါ်စုကြည်ကမျိုးပြအောင်လုပ်နေတယ်ခင်ဗျားတို့ပြောမယ်ဟုတ်တယ်ဟုတ်ကိုမောင်ပြောတဲ့ခါမှာလည်းဟာကိုမောင် OIC ကဝယ်လိုက်ပြီလို့ကိုမောင် OIC ကပေးစာကမ်းစာတွေစားထားတယ်လို့ဟလားကိုမောင်သာလုပ်မယ်ဟိဆိုရင်ပေါ့ဗျာနော်ကျွန်တော်သာအားပေးမိမယ်ဆိုလို့ရှိရင်အခုခင်ဗျားတို့ရဲ့ဘဘကြီးကိုယ်တိုင်ကခင်ဗျားတို့ကျွန်တော်တို့ရဲ့ဘဘကြီးကိုယ်တိုင်ကလှုပ်တဲ့အခါကျတော့ခင်ဗျားတို့ဘာများပြောရဲလဲခင်ဗျားတို့အဲ့ဒီမာဘာသားတွေနော်ခင်ဗျားတို့အမျိုးသားရေးပါអော်နေပြီးတော့ခါတဲ့အဘာသာကိုချစ်ပါတယ်သာသနာကိုချစ်ပါတယ်ကျွန်တော်တို့မှဟိုကလုပ်ပြမယ်ဒီကလုပ်ပြမယ်ဆိုတော့အဲ့ဒီအမျိုးသားရေးနော်တကယ်မာဘာသာစစ်စစ်တွေဘယ်ရောက်ကုန်လဲဘယ်ချောင်ကတ်နေကုန်လဲအော်ဖို့ကောင်းတယ်နော်နေနေရဆိုလှန်ဆိုင်ချင်တယ်အဲ့တော့ခင်ဗျားတို့ကိုခင်ဗျားတို့အမျိုးသားရေးလို့မဘာသာလို့မအော်နဲ့မခေါ်နဲ့ဗျာနော်ဒီဗလီဆောက်ချင်းကိစ္စသူနဲ့မဆိုင်တာကိုလုပ်နေတာကျွန်တော်ပြောတာနော်စောက်တာမစောက်တာကိုကျွန်တော်မပြောချင်ဘူးကျွန်တော်ဆိုလို့ချင်တာသူနဲ့မဆိုင်တာလောကတွေတအားချော်နေအဲ့အစ္စလမ်တွေတော့မှစောက်ချင်ရလားခင်ဗျားတို့သွားမေးကြည့်ရောတမင်တကာများမီးမွေးနေတယ်လို့ဖြစ်နေဒါတမင်တကာမီးမွေးခြင်းဘက်ကကျွန်တော်ကြည့်တာပါဗျာနော်နောက်ထပ်တစ်ချက်ကိုဆက်ကြည့်တဲ့အခါမှာရုရှားနိုင်ငံတွေခွဲထွက်လာတဲ့ကာဇက်စတန်တို့နော်တာကမင်နစ္စတန်တို့နော်Uzbekistan တို့ဒါတွေက Muslim majority country တွေနော်အဲ့တော့အဲ့နိုင်ငံတွေထဲကိုမျက်နှာရဖို့အတွက်အဲ့ဒီနိုင်ငံတွေနဲ့ပေါင်းသင်းတဲ့အခါမှာပေါ့ဗျာနော်ကျွန်တော်ကြည့်ရတာလောကအရန်ချော်ဖို့အတွက်အဲ့မှာခင်ဗျားတို့နိုင်ငံကိုကျွန်တော်ခင်ဗျားတို့ရဲ့နိုင်ငံကိုခင်ဗျားတို့ကျွန်တော်ဆွဆွဲတယ်လို့ဒါကိုကျွန်တော်ဆွဆွဲမှုခြေပါတာနော်ကျွန်တော်ကိုခင်ဗျားတို့ဆွဆွဲနေ OIC ကပေးစာကမ်းစာစားရတယ်ဆိုပြီးခင်ဗျားတို့ဆွဆွဲနေပြီမဲ့အေးတကယ်လုံနေတာခင်ဗျားတို့ရဲ့ဘဘကြီးနော်ခင်ဗျားတို့ကျွန်တော်ရဲ့ဘဘကြီးကိုယ်တိုင်ကအမှသွားပြီးအမှအခုသွားတွေ့တယ်အခုရောက်နေတဲ့နိုင်ငံတော်မှာပဲကာဇက်စတန်လို့ခေါ်တယ်ကာဇက်စတန်ဆိုတာမွတ်စလင်အနှိမ့်ဆုံးမရှိဘူးဆို80%နီးပါးရှိပါတယ်80%ဆိုရင်တော့ဒါ majority ထက်အောင်များနေပါပြီနော်အဲ့တော့ဘာကြောင့်လဲဆိုတော့ဒေါအောင်ဆန်းစုကြည်လက်ထက်မှာခင်ဗျားတို့ကျွန်တော်တို့ဒီမဘာသာတွေဗျာနော်ကျွန်တော်တို့ဒီစန်းစန်းတမန်နဲ့ဒေါ်စုကြည်ကိုကန့်ကွက်တာဒေါ်စုကြည်ကအစ္စလာမ်ဘာသာနိုင်ငံဖြစ်အောင်လုပ်နေတာလူခွင့်ရရှည်တန်းတင်တာအဲ့ပါဇက်တွေဘယ်ရောက်ကုန်ပြီလဲကွာကျွန်တော်မေးချင်တယ်အဲ့ပါဇက်တွေ
တိတ်စိတ်နဲ့သူတို့ဘာလုပ်တဲ့ခါကျတော့ချက်ချင်းနိုင်ငံသူတို့ဘာ OIC နိုင်ငံဖြစ်သွားတယ်နော်သူတို့ဘာ OIC အဖွဲ့ဝင်ဖြစ်သွားတယ်သူတို့ဘာမွတ်စလင်တွေဖြစ်ကုန်တယ်အမှတ်ကြရောအေးကောင်းရောကွာ